Merry Christmas to you all. Thank you. ဒီနေ့တွင်ဒါဝိမျိုး၌သခင်ခရစ်တော်သည်ဟူသောကယ်တင်တော်ရှင်သည်သင်တို့ကိုယ်လုံးငါဖွားမြင်ခြင်းကိုခံတော်မူ၏အာမင်ဆာမျက်နှာတစ်ဒင်းတော် ချင်းဝမ်းမြောက်ခြင်းကျမ်းမာခြင်းအောင်မြင်ခြင်းကောင်းကြီးမင်္ဂလာလုံးစုံသည်အိမ်ပေါ်မှာရှိသောအိမ်သူအိမ်သားရောက်စီတိုင်းခံစားရရှိပါမည်ကြောင်းသခင်ရှုခရစ်တော်ဘုရား၏မြတ်သောနာမ၌ဆုတောင်းကောင်းချီးပေးပါ၏အာမင် No sacrifice this is not yet this is divine